ဒီအိမ်ရမဲ့အမျိုးသားကနေတိုင်းလိုကျမကိုချေရေးဆိုခဲ့ပါတယ်ကျမကတော့ချက်ချင်းဆိုသလိုပဲသူ့ကိုညှင်းပယ်ခဲ့တာပေါ့သူလက်လျှော့သွားအောင်လို့မျက်ရည်တွေကြားကနေဘာကြောင့်လဲလို့သူမေးလာတဲ့အခါကျမကအိမ်ရမဲ့တွေကိုမကြိုက်ဘူးလို့ပေါ့ပေါ့ပပပဲပြောလိုက်မိတယ်သူနှလုံးကွဲချီမွားသွားမှန်းကျမသိလိုက်ပေမဲ့နောက်ပိုင်းသူလာမနှောက်ယှက်တော့ပါဘူးဒါပေမဲ့ရက်အနှဲငယ်ကြာတော့သူပြန်ရောက်လာပြန်တယ်တန်းစီတစည်းကိုကင်ပြီးကျမကိုနောက်တစ်ချိန်ချေရေးဆိုပြန်တယ်ဒီတစ်ခါတော့သူအလုပ်ရနေပြီဖြစ်လို့အိမ်ရမဲ့တယောက်မဟုတ်တော့ပါဘူးဒါပေမဲ့ကျမညင်းလိုက်တော့မှာပဲဒီတစ်ခါတော့ပညာမတတ်တဲ့သူကိုမကြိုက်ဘူးလို့အကြောင်းပြလိုက်တယ်ဒီလူလဲလက်မိုင်ချပြီးထွက်ခွာသွားရှာတယ်အံ့ဩစရာကောင်းတာက3 လကြာတော့ကျမရှိပြန်ပေါ်လာပြီးဒီတစ်ခါမှာတော့ဘာသာစကား30မျိုးကျော်နဲ့ကျမကိုချစ်ချောင်းဖွင့်ဝင်ခံလာပါတော့တယ်ကျမနည်းနည်းစိတ်လှုပ်ရှားသွားပေမဲ့ထက်ညင်းလိုက်ပြန်တယ်ဒီတစ်ခါတော့လုပ်ငန်းခွင်မှာအောင်မြင်တဲ့သူမျိုးကိုမှသဘောကျတာလို့ပြောလိုက်တယ်သူလဲတိတ်ဆိတ်စွာနဲ့ပဲလှည့်ထွက်သွားတယ်သူအပီးပိုင်လက်လျှော့လိုက်ပြီလို့ကျမထင်ခဲ့တာပေါ့ဒါပေမဲ့နှစ်တွေအကြာကြီးနေတော့သူပြန်ရောက်လာပြန်တယ်ဒီအချိန်မှာသူကတန်းကြွယ်တထေးဖြစ်နေပါပြီဒါပေမဲ့ကျမထက်ညင်းလိုက်တော့မှာပဲတထေးတွေကိုမကြိုက်ဘူးရုပ်ချောတဲ့သူကိုမှကြိုက်တာလို့ပြောလိုက်တယ်ဒီတစ်ခါတော့သူတကယ်လက်လျှော့လောက်ပြီလို့တွေးမိတယ်ဒါပေမဲ့ရပိုင်းကြာမှာပဲကျမရှိပြန်ပေါ်လာတယ်သူ့စုဆောင်းငွေတွေအကုန်ပုံအော်ပြီးမျက်နှာကိုပလတ်စတစ်စာကြားရီလှုပ်လာခဲ့တာပါကျမလန့်သွားပေမဲ့မတုံဆိုင်ပဲညင်းပယ်လိုက်တယ်ဆရာဝန်အလုပ်လုပ်တဲ့ယောက်ျားလေးကိုမှကြိုက်တာလို့ပြောလိုက်တယ်သူလည်းရွေးချယ်စရာမရှိတော့ပဲစိတ်ပြက်လက်ပြက်နဲ့ထွက်ခွာသွားတော့တယ်ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့တစ်ချိန်တုန်းကလမ်းဘေးမှာတေလူမျိုးပါဖြစ်နေတဲ့သူ့ကိုကျမကယ်တင်ပေးခဲ့ဘူးလို့ပါအဲ့ဒီအချိန်ကစပြီးသူကျမကိုဆွဲလန်းသွားခဲ့တာကျမကတော့ဆရာဝန်တယောက်မို့သူ့ကိုကယ်ပေးခဲ့ရုံတသက်ပါပဲနောက်ဆုံးမှာတော့သူတကယ်ပဲဆရာဝန်ဖြစ်သွားတယ်လို့ကျမကြားလိုက်ရတယ်ဒါပေမဲ့သူဘယ်တော့မှကျမစီပြန်ရောက်မလာတော့ပါဘူးကျမသူ့ကိုလက်ခံခဲ့တင်သလားကျမလုပ်ခဲ့တာတွေမှားများသွားခဲ့လေသလား